စကောလန်ကုန်းမြင့်ဒေတာမှာဂျီမီတို့မောင်နှမတို့တိုက် TV ကြည့်နေတော့ရုတ်တရက်အပြင်ကဥအိုတန်နေထပေါ်လာပါတယ်အခြေအနေကချက်ချင်းဆိုသလိုရုတ်သေးဖြစ်သွားပြီးဒီ infected လို့ခေါ်တဲ့သွေးစာနေတဲ့ဖုတ်ကောင်တွေအိမ်ထဲကိုအတင်းဝင်ရောက်စီးနှင်းခဲ့ပါတယ်ဂျီမီဟာသူ့ရဲ့မိသားစုဝင်တွေတယောက်ပြီးတယောက်အကိုက်ခံရပြီးဖုတ်ကောင်အဖေပြောင်းလဲသွားတာကိုမျက်စိရှိတွေမြင်ခဲ့ရပါတယ်သူဟာအသက်လူရေးရင်ဖះเจ้าမှရှိတဲ့သူ့အဖေစီအကူအညီတောင်းပေမဲ့ဖုံးတော်ကြီးကတော့ဒါဟာဖះသခင်ရဲ့တရားစီရင်ရာနေလို့ယုံကြည်နေပြီးဘာမှလုပ်ပေးခဲ့ပါဘူးနောက်ဆုံးမှာတော့ဂျင်မီအဖေပါအကိုက်ခတ်လိုက်ရပြီးဂျင်မီတယောက်ထဲသာလွတ်မြောက်ခဲ့ပါတယ်ဒီ virus ဟာ Rage virus လို့လူသိများပြီး UK တနိုင်ငံလုံးကိုကဘာကြီးနဲ့အဆက်အသွယ်ပြတ်သွားစေခဲ့ပါတယ်ကဘာပြတ်ခတ်ကြီးဖြစ်သွားပြီး28နှစ်အကြာမှာတော့ Lindisfarne Island ဆိုတဲ့ကျွန်းလေးဟာအသက်ရှင်ကျန်တဲ့သူတွေအတွက်လုံခြုံတဲ့နေရာတစ်ခုထစ်လာပါတယ်အဲ့ဒီမှာဂျိုင်မီနဲ့သူ့ဘာလေးစပိုက်တို့နေထိုင်ကြပါတယ်ဒီနေ့ဟာစပိုက်အတွက်ပထမဦးဆုံးဖုတ်ကောင်တက်နီးသိမ်းယူဟာမဲ့နေပါစပိုက်ရဲ့ဟမ်ဘီအိုက်စ်လာကတော့မှတ်ညံချူရင်းနဲ့ယောဂဝေဒနာခံစားနေပါတယ်စပိုက်ဟာသူ့ရဲ့တငယ်ချင်းစံပေးနဲ့လေးနဲ့များကိုကိုင်းပြီးသူ့အဖေနဲ့အတူကုန်းသွင်းပိုင်းကိုလေ့ကျင့်ဖို့ထွက်လာခဲ့ပါတယ်ကုန်းသွင်းပိုင်းမှာစပိုက်ဟာပထမဦးဆုံးဖုတ်ကောင်ကိုအောင်မြင်ပြစ်တက်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့တပ်ဖြတ်ရောက်တာကိုမဖြောရွှေ့နိုင်ပါဘူးသူတို့သားဖာနှစ်ယောက်တော်ထဲမှာဆက်သွားရင်းကနေပုံပန်းတဲ့ပူကြီးမှာပူထက်မြက်ပြီးတိုက်ရခဲ့တဲ့ Alpha Infected တကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဘေးလွေရအိမ်အုပ်ကြီးထဲမှာပုံအောင်နေချင်းညရောက်တော့အဝေးကမီးပုံကြီးတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒါလူတူဆန်ဒေါက်တာကယ်ဆန်နေတဲ့နေရာဆိုတာ Spike T4 ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအမေပြစ်သူရဲ့ဝေဒနာကပို့ဆိုးသွားပါတယ်။အဖေပြစ်သူဂျိုင်းဘီကဒေါက်တာကယ်ဆန်စီမသွားဖို့တားမြစ်ထားပြီးမြစ် Spike ကတော့သူ့အမေကိုကဲချင်တာကြောင့်ညကတန်းကောင်မှာအမေကိုခိုးထုတ်ပြီးကုန်းတွင်းမှန်ကဒေါက်တာစီကိုထွက်လာခဲ့ပါတယ်။လမ်းမှာဖုတ်ကောင်တွေရဲ့တိုက်ခိုက်မှုကိုခံရပြီးမြစ်စစ်သားဟောင်း Eric နဲ့စတုံးပြီးအသက်ဘေးကလွတ်ခဲ့ပါတယ်။သူတို့ဟာလမ်းမှာဘိုက်ကြီးတဲ့ဖုတ်ကောင်မလေးတစ်ယောက်ကလေးမွေးတာကိုကူညီပေးပြီးအဲ့ဒီကလေးကိုကဲတင်လိုက်ခဲ့ပါတယ်။ဒါပေမဲ့ Eric ကတော့ Alpha ရဲ့ထပ်ဖြစ်ခြင်းကိုခံလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဒေါက်တာကယ်ဆန်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ဒေါက်တာကစစ်ဆေးကြည့်ပြီးနောက်အိုက်စလာဘာကူတာလို့မရတဲ့ကန်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီလို့ပြောပြပါတယ်။အိုက်စလာသူမရဲ့နောက်ဆုံးအချိန်ကိုတားဖြစ်သူရဲ့ရင်ခွင်ထဲမှာအေးချမ်းကုံဆုံးကိုဆုံးဖြတ်ခဲ့ပါတယ်။စပိုင်ဟာအနီးကိုဆုံးရှုံးလိုက်ပေမဲ့ကလီလီကိုတော့ဘေးကင်းကကျွန်းပေါ်ကအဖေးစီကိုပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ရပောင်း28ရဲ့အကြပြီးနောက်မှာတော့စပိုင်ဟာတယောက်တည်းကုန်းဒီမိုက်မှာရှင်သန်နေတဲ့လင်းနေမှုကိုတခုဖြစ်လာပါတယ်။ဖော်ကောင်းတဲ့ဝိုင်းထားစင်းဆိုတဲ့မှာသူ့ကိုလူတစုလာရောက်ကူညီခဲ့ပါတယ်။အဲ့ဒီအဖိုးရဲ့ခေါင်းဆောင်ကတော့လွန်ခဲ့တဲ့28နှစ်မှာအသက်ရှင်ကျန်ခဲ့တဲ့ဂျင်မီပဲရှိပါတယ်။သူတို့ဟာအတူတူပါပေါင်းစည်းပြီးဒီကဘာဖက်ကကြီးထဲမှာဖုတ်ကောင်တွေကိုတိုက်ဖို့အသင်းဖြစ်နေပါပြီ။